难在这里帮小要比，知道这种没可能就讲给他这种先边这些呢，啊，就没可能先拿给他们好，ဒီနေရာမှာကျွန်တော်အရန်မိုက်တဲ့မေခွန်းတစ်ခုကျွန်တော်အရင်ပြလိုက်တာပေါ့နော်ပြီးတော့ဒီမှာဂျန်တဲ့မေခွန်းတွေရှိသေးတယ်ဘသူလဲဆိုတာလူကိုမေးတာနန်စာတိအိုနဲ့မေးရမှာကျွန်တော်နန်စာမသိတဲ့အခါဒီမေခွန်းမေးလို့မရဘူးနော်ဒါကြောင့်ကျွန်တော်ရှင်းထားအောင်မယ်ဘေတိုလေးတို့မိုးလိုက်တို့ထောက်လိုက်တို့ဒီကောင်တွေကလွေလေးတွေဆိုတော့ကျွန်တော်ပေးမှလည်းရှိရနော်ကျွန်တော်ပေးမှရှိရဒီကောင်တွေလေပြီးလို့ရှိရင်ဘလောက်တော့ဘာကြောင့်လေးတော့ကျွန်တော်ပေးမှရှိတယ်နံပါတ်ဒီခဏလေးဖြစ်တဲ့ဘသူလေးနဲ့ဒီမှာအောက်ကဘာကြောင့်လဲဆိုတာကိုအရှင်ရကျွန်တော်သင်ပေးခဲ့မယ်အလေကားရှိတဲ့ဒီ890စစ်တေးလောက်ကကြတော့လေမေခွန်းကလွေလေးလွေတယ်ပြီးလို့ရှိရင်ကျွန်တော်ပေးမှလည်းအဲ့ဒီမေခွန်းတွေရှိပြီးသားကျွန်တော်ပေးမှတင်တယ်ဆိုလို့ရှိရင်လည်းပဲတင်တဲ့မှာတင်တဲ့တင်ပဲတင်တာဒါကြောင့်မလို့အဲ့ဒါအဲ့ဒီ share တွေမှတ်ထားကြနော်အဲ့ဒီမေခွန်းတွေကျွန်တော်ဒီထဲမှာထည့်မပေးဘူးပေါ့နော်ဘာလို့ဆိုလိုအပ်တဲ့ခါလေးတွေပေးချင်လို့အဲ့ဒါကြောင့်ပေးကလိမ့်ချလို့ရအောင်နော်မှတ်ထားနော်ကျွန်တော်ပေးမှလည်းရှိတယ် YouTube မှာလည်းရှိတယ်တလား Okay ကျွန်တော်ထည့်မတင်တဲ့ဟာတွေနော်ထည့်မတင်ဘူးဆိုတာကအရှင်ကြောင်းကျွန်တော်လိုအပ်တာလေးပေးလိုက်ချင်တော့ပေါ့နော်လိမ့်ချလို့ရတယ်ရှိနေပြီးသားဖြစ်တယ် Okay ဆိုလို့ရှိရင်ရှင်းဆက်မယ်နော်အဲ့ဆိုလို့ရှိရင်အဲ့ဒါကြောင့်မလို့ကျွန်တော်တင်ခန်းစာပြရောက်တော့မယ်ဆိုလို့ရှိရင်တင်ခန်းစာကနန်စာတီကိုဘုံလျှော့ရောက်ပါမယ်နော် Okay နန်စာလေးတွေလာတော့မှာနန်စာတီကိုဘုံလျှော့ရောက်ပါမယ်ဆိုတော့ try ဆိုတာကဘယ်သူလဲဆိုတော့မေခွန်းဟာနန်စာတီမှာတင်လို့ရမှာနန်စာမတီသူ့တင်လို့မရဘူးနန်စာမေခွန်းနန်စာလောက်ခေါ်တယ်အဲ့ကောင်လေ Okay ကျွန်တော်အရှင်ကအဆက်တင်ပါပဲအဲ့လိုပဲဆက်ကြည့်ကြမယ်နော်လို့စီကတော့စင်နိုင်ထုတ်ဖို့ပဲရှိသေးတယ်နော်ဒီညပြင်မဲ့ခံကြမယ်ဆိုနန်စာတီကိုဘုံလျှော့ကောင်းစီလေးတက်လေးနော်ဒီဆွေးနွေးကြမယ်ကောင်းစီဘာလို့တက်ရလဲဆိုမပြေဆုံးမနိုင်မယ်မနေ့ကကိုယ့်ဟာကိုလိုတဲ့ခါမှာဘာပြီးပါလာတယ်ဆိုတာသိတာပေါ့နော် Okay ဆိုလို့ရှိရင်နန်စာတီကိုကြည့်ကြမယ်ဆိုလို့ရှိရင်ကျွန်တော်နန်စာတီကိုမကြည့်ခင်မှာကျွန်တော်ဒါနန်စာဆိုတာဘာလဲဆိုတာသိဖို့လိုတယ်ပေါ့နော်နန်စာဆိုတာဘာလဲဒါကျွန်တော်ပေးထားတာကနန်စာဒီနေ့အသုံးရှာဖို့တဲ့နန်စာ၅လုံးပေးထားတယ်ရှားရေးလေးလို့ရတယ်နန်စာ၅လုံးရှားရေးလေးပြီးနန်စာဆိုတာဘာလဲကျွန်တော်ခေါက်ရှင်းပြမယ်နော်နန်စာ၅လုံးရှားရေးလေးအသုံးရှာလို့ရအောင်အခုလာမယ့်ဝက်ကြတဲ့မှာအသုံးရှာလို့ရအောင်ကျွန်တော်ဆိုတာဘုံလို့ခေါ်တယ်မုံဆိုတာခဏုံလို့ခေါ်တယ်အကောတော့မဟုတ်အမဆိုလို့ရှိရင်ဖီးလို့သုံးတယ်ညီမတော့မဟုတ်ညီဆိုလို့ရှိရင်နောင်လို့သုံးတယ်ဥပမာအလုပ်ထဲမှာခေါင်းဆောင်တယ်ဆိုလို့ရှိရင်ကိုကနာလို့သုံးတယ်ပေါ့နော်၅လုံးပေါ့ဒီပုံမှာပါလေ့ကျင့်ခန်းတွေမှာဥပမာပြောပါလာလို့ရှိရင်တည်တော့အောင်โอเคတင်တဲ့စုံအောင်နေကြနော်လက်ဆောင်အစီအစဉ်ရှိရသလားလက်ဆောင်ကိုအစီအစဉ်ရှိရစုံအောင်နေပြကြလက်ဆောင်မှာခဏထက်လက်ဆောင်စကွဲအားပေါ့နော်နှစ်ခါထက်လေးတင်တဲ့သားတွေကတည်တယ်တင်တဲ့သားတွေကကျွန်တော်ပေးမှာဟိုသူတို့ကိုပေးနေကြတယ်မတူဘူးဆိုတော့သူတို့တည်တာကြောင့်လာကြတယ်လားအများကြီးပြင်ဆင်ထားတယ်နော်ပေးချင်တော့အားကြီးကျွန်တော်တင်တဲ့သားတွေကကျွန်တော်နားမှာဆိုလို့ရှိရင်လေ့ကျင့်ခန်းတွေအများကြီးလောက်ရတာဖြစ်တဲ့အတွက်ဒီလောက်ထိအသေးစိတ်မဆိုင်တော့မှရတယ်ဒါပေမဲ့ကိုကကြတော့အသေးစိတ်ဆန်ဖို့လိုတယ်နော်အဲ့ဒါကြောင့်ကျွန်တော်တစ်ခါတည်းတချို့ဟာတွေဆိုလို့ရှိရင်တင်တဲ့တင်းမှာထက်ကောင်းသွားတဲ့ဟာလေးရှိရပေါ့တင်တဲ့တင်းမှာဆရာဆိုတဲ့သူတွေတောက်လျှောက်မှုန်နေရတယ်လေကျွန်တော်ကလက်ထောက်ဆရာမလေးတွေအများကြီးအဲ့လိုတင်ကြလေးတွေလေးလုံးပေးတာလေဆိုတဲ့အခါကျတော့အကြီးကျယ်လေးများတော့တေချာလေးလုံးဖြစ်တယ်အခုကတညာပေးပေးလိုက်ရမှာမဟုတ်လို့ကျွန်တော်ပို့ပြီးအသေးစိတ်အောင်လုပ်ထားတယ်ပို့ပြီးတော့မှနားလေရလေးလုပ်ထားတာနော်အဲ့တော့တင်တဲ့သားတွေနဲ့တော့မတူကြနဲ့နော်โอเคဆိုတော့ဒီနေရာမှာကျွန်တော်နန်စာဆိုတာနည်းနည်းရှင်းပြမယ်ဒီလားတိထားပြီးသားသူတွေတော့မဟုတ်ဘူးနော်လုံအောင်အကြောင်းပညာရေးနဲ့ဝေခဲ့တဲ့သူတွေလေးရှိကောင်းရှိနေတယ်အကြောင်းပညာရေးအားနေခဲ့တဲ့သူတွေရှိနေနန်စာဆိုတာကတော့ကျွန်တော်ဘာကိုခေါ်လဲဆိုလို့ရှိရင်ငယ်ငယ်တုန်းကသင်ခဲ့ရတယ်တက်ရှိတဲမေလို့အမေကိုတမဟောနန်စာလို့ခေါ်တယ်သင်ခဲ့ရတယ်ဆိုတော့တေချာအောင်ကျွန်တော်ပြပြလို့ရှိရင်ကျွန်တော်လိုရင်းတူရှင်းပေါ့နော်တက်ကိုတဲ့နာမဟုတ်တာဖြစ်တဲ့အတွက်လက်တွေ့သုံးဖို့ဖြစ်တဲ့အတွက်နာမည်တက်လို့ခေါ်ရတဲ့ဟာအားလုံးနန်စာနာပဲနာမည်တက်လို့ခေါ်ရတဲ့ဟာအားလုံးနာပဲမှတ်ထားလိုက်မယ်နော်ဘုံနာမည်တက်ခေါ်ရတယ်ဘိုးဘေနာမည်တက်ခေါ်ရတယ်ကွန်ပျူတာနာမည်တက်ပြီးခေါ်ရတယ်ကြွားတာမဟုတ်ဘူးနော်ကွန်ပျူတာနာမည်တက်ပြီးခေါ်ရတယ်ပြီးလို့ရှိရင်ခေါင်းလေးစီနာမည်တက်ပြီးခေါ်ရတယ်ပြီးပါလေနာမည်တက်ပြီးခေါ်ရတယ်ကျွန်တော်နာမည်တက်ပြီးခေါ်ရတယ်အဲ့လိုနာမည်တက်ပြီးခေါ်ရတဲ့အရာမှန်တယ်များပေါ့နာမ်လို့ခေါ်တယ်လောကကြီးချင်းမှာတလားစားတယ်ဆိုတော့နာမည်တက်ခေါ်လိုက်တာမဟုတ်ဘူးစားလိုက်တာကလေးဒါပေမဲ့ထမင်းစားတယ်ထမင်းဆိုတာနာမည်တက်ပြီးခေါ်ထမင်းဒါဟင်းဒါငါဒါဝက်သားဒါအမေသားပါအဲ့လိုမျိုးနာမည်တက်ပြီးခေါ်အောင်ကိုနာမ်လို့ခေါ်တယ်မှတ်ထားလိုက်မယ်နော်ဆိုတော့နာမ်တွေအများကြီးရှိတယ်ကျွန်တော်လေ့လာမယ်အဲ့ဒါကိုယ့်အပေါ်ရှာပြီးလေ့လာမယ်ပေါ့နော်ဆိုတော့ဆက်သွားမယ်နော်အဲ့လောက်ပဲရှင်းပြမယ်နော်ဆိုတော့ရှင်ဆက်သွားမယ်အသုံးချမယ်နေ့စနစ်သွားတော့မယ်နော်
ဆိုတော့နန်စားဆိုတာဘာလဲဆိုလို့ရှိရင်နန်စားနဲ့နန်နဲ့ကိုကျွန်တော်လက်ပြသွင်းချတဲ့ခါမှာအတူတူသုံးတယ်လူဆိုတာနန်ပဲဒါပေမဲ့ဒီလူကိုသာကျွန်တော်လို့အစားထိုးပြီးသုံးရတယ်ကိုယ်တိုင်စိုးလို့နာမည်ပေးထားတယ်နန်အမေနဲ့ဖေပေးထားတာဒါပေမဲ့ဒီနေ့မှပြောတဲ့ခါမှာဟိုနိုင်စိုးမစားဘူးနိုင်စိုးမလုပ်ဘူးဆိုပြောလို့မရဘူးကျွန်တော်မစားဘူးကျွန်တော်မလုပ်ဘူးကျွန်တော်မသွားဘူးဆိုပြောရတယ်အဲ့ဒီနိုင်စိုးအစားထိုးထားတဲ့ကျွန်တော်ဆိုတာနန်စားဒါပေမဲ့ကျွန်တော်စားတာလည်းစားတာပဲနိုင်စိုးစားတာလည်းစားတာပဲလက်ပြပြောတဲ့ခါမှာနန်စားနဲ့နန်နဲ့ကိုကျွန်တော်တင်တာကတခါလေးပူပြီးတော့တင်တယ်ပေါ့နော်ခွေးမနေတော့ဘယ်ကောင်ကနန်စားဘယ်လိုတက်မယ်ဘယ်ကောင်ကနန်ဘယ်လိုတက်မယ်ဆိုခွေးမနေတော့အကုန်လုံးဟောတန်းနဲ့ပြင်ပေါ့နော်နန်နဲ့နန်စားကအတူတူပဲနော်အပြင်မှာတဲလေးသုံးတဲ့ခါโอเคဆိုလို့ရှိရင်စိတ်ဆက်မယ်နော်ဒီရက်မှာနားမလည်တဲ့သူရှင်းပြောနော်နန်စားနဲ့ပတ်သက်ပြီးနားမလည်တဲ့သူရှင်းပြောနော်ရှိမလားရှိနော်မရှိတော့မယ်အားနာပြီးတော့မပြောနဲ့မပြောပဲမနေနဲ့နော်ကျွန်တော်ရားတော့တာပဲလို့ချင်တာအားနာလို့မရလိုက်တာမလို့ချင်းဆိုတော့ကျွန်တော်ရှိတယ်မုံရှိတယ်အပေါ်ရှိတယ်အမားရှိတယ်ကောင်းဆောင်ဝနာဆိုတာရှိတယ်လိုအဲ့လိုကျွန်တော်ထိပေးထားတာပေါ့နော်ကိုယ်အနေနဲ့လိုအပ်တဲ့နန်စားလေးတွေကိုအများကြီးလေ့လာလို့ရတယ်ကိုပေးမှာပဲတက်ခေါက် Facebook မှာနန်စားလေးလေ့လာနေ Facebook မှာအများကြီးလာလိမ့်မယ်နန်စားတီးတန်းပဲတလုံးဆိုပြီးတော့ပေးတယ်အများကြီးတက်လာတယ်အရန်တွေဒီဘက်ခင်မှာလေမျှဝေတဲ့သူတွေများတဲ့အခါကျအရန်အသက်ရှက်ဖြစ်တယ်ကျတဲ့နေရာမှာလေ့လာလို့ရတယ်နော်ထောက်ဖို့ဖြစ်တယ်ဆိုတော့ဒီနန်စားတွေကိုလက်တွေ့သုံးတဲ့အခါမှာဘယ်လိုသုံးမလဲဆိုတာကျွန်တော်အစင်းရှင်းစီပြားတော့မှာမလို့တေချာလက်ကြည့်ဖို့လိုတယ်နော်စားပြီနန်စားတီကိုဒီလောက်ရှိတယ်စကန်ရှိုးရေးလေးပါခင်ဗျာပေတစင်းချင်းစီကျွန်တော်သွားအောင်တစ်ခုချင်းစီကိုကျွန်တော်သွားအောင်နော်ကျွန်တော်ပထမတော့ကျွန်တော်2 နာရီခွဲလောက်3 နာရီလောက်ပြောမှန်းထားတာဒါပေမဲ့သင်ခန်းစာပြရတဲ့ကျွန်တော်ပေးမှာနော်ဒါပေမဲ့အရင်ညမနဲ့စီဘူးပေါ့မိမိတို့မှာအလုပ်ရှိကြတာမဟုတ်ကျွန်တော်နားလေโอเคစကန်ရှိုးရေးလေးတော့မရင်းနဲ့နော်စကန်ရှိုးပြီးပြီဆိုတော့ကျွန်တော်ပြမယ်နန်စားနံပါတ်1နန်စားမှာပြုသူနဲ့အပြုခံဆိုပြီး2မျိုးရှိတယ်အဲ့ဒါကိုထဲအင်္ဂလိပ်လိုကျွန်တော်တို့အင်္ဂလိပ်လိုတချို့ကလေးတွေကမြန်မာလိုမတက်ဘူးအင်္ဂလိပ်လိုပဲတက်တာဒီလားဆိုတော့အင်္ဂလိပ်လိုပြပါရဆိုလို့ရှိရင် subject နဲ့ object လို့ခေါ်တယ်အင်္ဂလိပ်လိုဆိုလို့ရှိရင် s နဲ့ o နဲ့ပြထားတယ်မြန်မာလိုဆိုလို့ရှိရင်ပြုသူနဲ့အပြုခံဆိုပြီးတော့ရှိရနော်နန်စားမှာကျွန်တော်တို့ပြုသူနဲ့အပြုခံဆိုပြီးတော့2မျိုးရှိတယ်တိကျမှန်းတယ်နော်နန်စားမှာပြုသူနဲ့အပြုခံဆိုပြီးတော့2မျိုးရှိတယ်တွေ့လားပြုသူနဲ့အပြုခံဆိုပြီး2မျိုးရှိတယ်အင်္ဂလိပ်လိုဆိုလို့ရှိရင် subject နဲ့ object ပေါ့နောက်တစ်ခါနံပါတ်2ကပါလဲဆိုလို့ရှိရင်ပြုသူနန်စားကိုကရိယာရဲ့ရှင်းမှာအမြဲတမ်းထားရတယ်ဆိုတော့ပြုသူနန်စားဆိုတာ subject ပေါ့သူ့ရဲ့နောက်မှာကရိယာလာအဲ့လိုမျိုးနောက်တစ်ခုကပါလဲဆိုလို့ရှိရင်အပြုခံနန်စားကိုကရိယာရဲ့နောက်မှာအမြဲတမ်းထားရတယ်ဆိုတော့အပြုခံနန်စားဆိုတာ object ကိုပြောတာ object ကိုဒီကရိယာဆိုတဲ့ condition မှာအမြဲတမ်းထားရတယ်ဆိုတော့ကရိယာကသူ့နေရာမှာသူရှိတာပဲဒါပေမဲ့ subject လာလို့ရှိရင်သူ့ရဲ့ရှင်းမှာပြောရတယ် object ဆိုလို့ရှိရင်ဒီနေရာမှာ object ဆိုလို့ရှိရင်သူ့ရဲ့နောက်မှာရောက်သွားတာပေါ့နော် object ဆိုလို့ရှိရင်သူ့ရဲ့နောက်မှာရောက်သွားမယ်မဲလို့လေးတွေပေါ့ h အလိုက်ပါ okay ဆိုတော့နောက်တစ်ခါဘာပြောလဲဆိုလို့ရှိရင်နံပါတ်4မှာကျတော့အပြုခံနန်စားနှစ်ခုပါနေရင်တဲ့ဒဲရဲ့အပြုခံရသူနဲ့ဒဲရဲ့အပြုခံရသူကိုအရင်ထည့်ပြီးတော့တဆင့်ခံအပြုခံရသူကိုနောက်မှထည့်ရတယ်အဲ့ဒါကိုဘာခေါ်လဲဆိုတော့အင်္ဂလိပ်လို subject ဘာ object တစ်ခါရှိတာဖြစ်တဲ့အတွက်ဒဲရဲ့ခံရသူကို direct object လို့ do နဲ့ကျွန်တော်ရေးထား direct object လို့ခေါ်တာဒဲရဲ့ခံရတဲ့နောက်တစ်ခါ indirect object ဆိုတာပါတဆင့်ခံခံရတဲ့အကောင်ဆိုတာလာအောင်ပါတဆင့်ခံရတဲ့အကောင်ဟာ indirect object လို့ပေးထားတယ်ဒီလက်မကောင်းနဲ့နော်ဘယ်လိုလဲမသိဘူး indirect object လို့ခေါ်ဆိုတော့ direct object ရင်တည်းတယ်ပြီးမှ indirect object နားပါလာဆိုတော့နန်စားဘာနှလုံးပဲပါလာအလုံး100လောက်ပါလာရင်လေဘယ်တော့မှလက်မပြောင်းဘူးသူ့အနေနဲ့စနစ်တကျရှိပြီးသားဒါလေးကိုသိထားဖို့လို့နော်နန်စားနဲ့ပတ်သက်လာရင်ဒီ5ချက်ကအရင်အရေးကြီးဒီ5ချက်ကိုမသိရင်ကျွန်တော်တို့ထိုင်းစကားပြောလို့လည်းမရဘူးအင်္ဂလိပ်စကားပြောလို့လည်းမရဘူးဒီလိုပဲပေါ့နော်ခဏလေးဆိုလို့ရှိရင် second show ရလိုက် second ယူလိုက်နော်တခုရှိစီရှင်းပါကျွန်တော်ဒါပေမဲ့ဒီလောက်ပဲရှိတယ်ဆိုတာပြလိုက်တာတခုရှင်းစီရှင်းပါနော်ကိုယ်အနေနဲ့တနေ့လောက်အတွေ့အကြုံရှိတယ်တေချာလေးလေးလာတယ်မို့လုံးနေတဲ့သူဆိုလို့ရှိရင်တေချာတယ်ဒီကျွန်တော်ပေးလိုက်တဲ့ဟာတွေနဲ့အရင်အဆင်ပြေသွားလိမ့်မယ်ဒီလားဘာမှလုပ်ကြမလို့ဘယ်တင်နဲ့မှတော့မတင်နဲ့ဒီလားကျွန်တော်တင်နဲ့လာမတင်နဲ့တကယ်လာမတင်တကယ်လာမတင်နဲ့နော်โอเคစကရင်ကိုပြီးဆိုရင်သွားမယ်နော်တခုချင်းသွားကြမယ်နော်သိထားပြီနော်ဒီ5ချက်ကိုလုံးနိုင်ရင်ပြီးသွားပြီဒီ5ချက်မလုံးနိုင်တော့ပြီးမှာမဟုတ်ဘူးစာကျက်နေလို့မရဘူးနော်ကျွန်တော်ထက်ကမှာလဲစာကျက်နေလို့မရဘူးဘာလို့ပြောလဲဆိုလို့ရှိရင်စာကျက်ပြီးတော့သွားရတဲ့ပညာရေးကိုအဆုံးသတ်ကြည့်ကျွန်တော်ဆံမတွေပါကတော့ပါဒါစတာနော်အာဒါပြနေစံကြည့်ဦးနော်လိုအပ်တာတော့ပြကြည့်မယ်နံပါတ်1နန်စားမှာပြုတ်တဲ့အပြုခံနေမျိုးရှိရတဲ့တရားကြည့်မယ်နော်အဲ့တော့အဲ့ဒါကိုဘာလုပ်မလဲဆိုလို့ရှိရင်ဘကောင်ကပြုတ်သူဘကောင်ကအပြုတ်ခံဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တန်းသိဖို့လိုတယ်မြင်လိုက်တာနဲ့ကြားလိုက်တာနဲ့တန်းတို့သိနေဖို့လိုတယ်
ပြုသူဆိုတာဘာကောင်ကိုခေါ်တာလဲအပြုခံဆိုတာဘယ်ကောင်ကိုခေါ်တာလဲဆိုပြီးတော့လက်ရှာနေလို့မရဘူးနားပြီးမှကြားလိုက်တာတက်သိနေဖို့လို့အဲ့ဒါကြောင့်မလို့နံပါတ်1ပြုသူနဲ့ပြုခံဖွေကြမယ်လို့နော်တခြားကြည့်ကြမယ်ကိုကအိမ်မှာခွေးနော်တခြားခွေးထုတ်ပြီးတော့လုံးမယ်ကျွန်တော်ပေးတယ်ဆိုတဲ့စကားမှာကျွန်တော်ပေးတယ်ဆိုတဲ့စကားမှာဒီကောင်ဟာ subject ဖြစ်နေမှာလား object ဖြစ်နေမှာလားဆိုတာကျင့်မယ်နော်ကျွန်တော်ဆိုတာနန်စားပေးတယ်ဆိုတာ ကရိယာကျွန်တော်ပေးတယ်ဆိုတဲ့စကားကနားထောင်နေတယ်ကျွန်တော်ဟာပေးတယ်ဆိုတာအပိတ်ခံရတဲ့သူလားပေးသူ ပေးတယ်လို့ပြောရစัจကြ subject လို့ခေါ်မယ်ပေးတဲ့သူလေဟုတ်တယ်ဟောတကယ်ပြင်မှာလို့တို့ရှိရင်ပါလေပြုသူလို့ခေါ်မယ်မြန်မာလို့ဆိုလို့ရှိရင်ပါလေပြုသူကျွန်တော်ပေးတယ်ဆိုတဲ့စကားကိုကြားလိုက်တာ ਨੇ ကျွန်တော်ပေးတယ်ဆိုတဲ့စကားကြားလိုက်တာ ਨੇ ကျွန်တော်ဟာပြုသူလို့သိရမယ်နောက်တစ်ခါနံပါတ်2မှာ B မှာကြတော့ကျွန်တော်ကိုပေးတယ်ဆိုရင်ရောကျွန်တော်ဟာဘယ်နှစဖြစ်မှာလဲပြပါလားအော်ချက်ဆိုတော့ပြပါကျွန်တော်ကိုပေးတယ်ဆိုတဲ့စကားကျွန်တော်ကိုပေးတယ်ဆိုတဲ့စကားမှာကျွန်တော်ဟာအပိတ်ခံရတာမဟုတ်လို့အပိတ်ရှိဖို့ခံရတာမဟုတ်လို့အပြုခံလို့ခေါ်တယ်တနည်းအားဖြင့်အင်္ဂလိပ်လိုဆိုရင် object လို့ခေါ်တယ် object လို့ခေါ်တယ်မြန်မာလိုဆိုလို့ရှိရင်အပြုခံလို့ပြုခံနိုင်ကြဘူးကန်တတ်တယ်လည်းမရှင်းဘူးเนาะတရားရမရှင်းလို့ကျွန်တော်လူတွေနားလည်းမရှင်းတာเนาะကန်တတ်တဲ့ကန်လည်းမသွားတော့ဘူးเนาะတရားရအပြုခံလို့ခေါ်တယ်ဆိုနောက်တစ်ခါစီမှာကြတော့အကိုပေးတယ်ဆိုတဲ့စကားအကိုဟာနန်စားပေးတာဟာကရိယာဆိုတော့အကိုပေးတယ်ဆိုတဲ့စကားနားထောင်လိုက်တာ ਨੇ အကိုဟာဘာလို့လဲသူလည်းပြုလို့ပြန်လားပြုလို့တဲ့လူပြုလို့တဲ့သူဆိုကျွန်တော်ဘာလို့မလဲ subject ဖြစ်နေသုံးပါအဲ့ဒီကောင်က subject ပဲသိချာတယ်မြန်မာလိုဆိုလို့ရှိရင်ပါလေပြုသူနန်စားကျွန်တော်ဘယ်တော့မှမတော့ခွေးဘူးလက်တင်မှာတော့ခွေးအကိုကိုပေးတယ်ဆိုရင်ရောဒီမှာအကိုဆိုတာကတော့နန်စားပေါ့အကိုကိုပေးတယ်ဆိုရင်ဒီကောင်ကပြုသူလားပြုခံလားပြုခံလောက်ခံအလုပ်ခံရတာပြခံလဲရတာဒါကြောင့်မလို့သူ့ကို object လို့ခေါ်တယ် object ဖြစ်နေသူ့ကြတော့နော်မြန်မာလိုဆိုလို့ရှိရင်အပြုခံရတဲ့သူစကရင်ချိုးရလေနောက်ခေါက်စကရင်ချိုးရလေโอเคကျွန်တော်နန်စားတွေကိုပြီးသွားပြီပြီးသွားတဲ့နောက်မှာပြုသူတာပြုခံလို့ဆိုအဲ့လိုခွဲရရမယ်နော်ကျွန်တော်သွားတယ်ဆိုတဲ့စကားပြောဖို့ကျွန်တော်ပြုသူတာပြုခံလားအဲ့လိုတွေ့နေလို့မရတော့ဘူးကျွန်တော်သွားတယ်ဆိုတာကျွန်တော်ဟာသွားမဲ့သူကျွန်တော်ပေးတယ်ဆိုကျွန်တော်ဟာပေးမဲ့သူကျွန်တော်ကိုပေးပါဆိုလို့ရှိရင်ကျွန်တော်ဟာအပေးခံရမဲ့သူ offset အနေနဲ့တုံးရမှာအဲ့လောက်တိတိနေဖို့လိုတယ်ပြီးမှ missing ကိုကွမ်းချပြီးတုံးလို့ရမှာအဲ့လောက်တိတိကို decision တွေလေးလာကြနော်ကိုယ့်ကိုလေးလာတဲ့ခါလေဒီတိုင်းမတော်နဲ့ရုပ်တော့ပေါ်တော့လုံးထွေးပြီးမတော်နဲ့ဒီလားမရကျင်နေပါစေအချီပိတ်ဆက်သွားပြီကျွန်တော်ဆက်သွားပြီโอเคဆိုတော့နန်စားကိုလည်းသိသွားပြီပြုသူနဲ့ပြုခံကိုလည်းခွဲထားသွားပြီဆိုလို့ရှိရင်နံပါတ်နောက်တစ်နေရာတက်မယ်ပြုသူနန်စားကိုကရိယာရဲ့ဘယ်နှမှာအမြဲတမ်းထားလို့ပြောလဲရှင်းပါတပ်ကျဲပြီးမှဘာကလာရမှာဆိုတော့ဒီနေရာမှာဒီစကားကိုပြောတဲ့ဆိုလို့ရှိရင်ကျွန်တော်ကြည့်လိုက်ကြမယ်ကျွန်တော်ယူတယ်ဆိုတဲ့စကားကိုပြောမှကျွန်တော်ယူမယ်ကျွန်တော်ဆိုတာဘာလဲဟုတ်ဘုံမှာပြောတာဟုတ်လားချက်ဟုတ်ပြုသူဘောလို့ပြုတာတောင်းရဲ့ဒီမှာစီရမှာဘုံတောင်းပြမယ်နဲ့ကြားဆိုတာဘာလဲအကူကရိယာဘဏ္ဍမှာဗာတက်တာလဲကြားတာအမေဟာဗာတက်တာလဲကြားမိဟာကြားမယ်ကြားကိုဘယ်နေရာမှာတက်လဲရှင်းတရားရှင်းနေရမှာကြားကိုဒီတော့ဒီမှာဖုံရဲ့ရှင်းမှာจับဖုံဆိုလို့မရဘူးจับဖုံဆိုလို့မရဘူးကြားဆိုတဲ့ကနိုင်စားနဲ့မဆိုင်ဘူးကရိယာရှင်းမှာပဲနေအခုကရိယာပူးလေးတွေจะเอาผมจะเอาครับနောက်ခါတက်လို့ရှိရင်ကြည့်တယ်ပေါ့နော်ผมจะเอาครับကျွန်တော်ယူမယ်ပြီးတော့ပြီဒါစပ်ချက်နေနဲ့တုံးတာနောက်ကျွန်တော်အမဝေတယ်တဲ့အမဝေတယ်ဆိုလို့ရှိရင်အမဝေတယ်အမဆိုတာဗာလဲဒီကတော့နံပါတ်1တော့ကြည့်နေမှာအမဟာဝေတာဖြစ်တဲ့ဝေတဲ့သူလားဝေခံတဲ့သူလားဝေတဲ့သူမလို့သူ့ကိုစားပြက်နေနဲ့တုံးသွားတယ်စူးကိုနောက်ကထိလိုက်တယ်စကလုံးကကျတော့အနိစ္စဆုံးပဲရောက်မယ်နော်ဒီစကလုံးကစူးပြီးတော့စူးနောက်ကခက်တယ်အမဝေတယ်ဒေဆိုတာမေမဟုတ်ဘူးမေဆိုလို့ရှိရင်ကြားတတ်တယ်ဟဲ့ကတော့မေဆိုလို့ရှိရင်ကြားတတ်တယ်ဒီမှာဒေမလို့ကြားတတ်မှာမဟုတ်ဘူးကြည့်လားနောက်တစ်လုံးအကိုပေးတယ်တဲ့အကိုပေးတယ်ဆိုအကိုဟာပြုတ်လာပြုတ်ခံတယ်ကြည့်လိုက်ပါပြုတ်သူတမ်းပြတယ်ကိုလေးပြီးတယ်ပြီးတယ်တို့ရှိပါလေဟာပြီးတယ်ပြီးတော့နားလည်ကြလားနားလည်ပါလေဟုတ်နားမကြည့်လိုက်
screen လိုက်လို့နော်ပြီးတော့အဲ့ဒီတည်းမဲ့တော့တာနော်ဘာမှမပုံနဲ့ subject နဲ့ဘာနဲ့ပြုတ်တယ်ပြုတ်ခံတယ်နောက်တစ်မျိုးလာမယ်နောက်တစ်မျိုးကဘာလဲသိထားပြီးပြီအပြုတ်ခံတဲ့ဇာတ်ကိုကရိယာရဲ့နာမှာအမြဲတမ်းထားမယ်လေဒီက object အနေနဲ့သုံးမှာနေလားအပြုတ်ခံတဲ့ဇာတ်ကိုဘယ်နှမှာထားမှာလဲ ကရိယာနောက်မှာ ကရိယာနာမှာတော့ကျန်တယ်နော် ကရိယာရဲ့နောက်မှာ ကဲရှင်းစမ်းမယ်ဆိုတာတရှင်းဆိုတာမဟုတ်ဘူးနော်โอเคရှင်းစမ်းမယ်ဆိုလို့ရှိရင်ကျွန်တော်ကိုယူမလားတဲ့ကျွန်တော်ဟာယူတဲ့သူလားအယူခံတဲ့သူလား ယူတဲ့သူယူခံတယ်လို့ယူခံတယ် သူကျွန်တော်ကိုယူမလားဆိုလို့ရှိရင်ကျွန်တော်ဟာအယူခံရမယ်တဲ့သူနော်ကောင်မလေးကကိုယ့်ကိုလာယူမှာဒီကဈေးကြီးသွားပြီဒီကနေ့ဈေးတက်သွားတယ်လားဈေးကင်မယ်ဆိုတော့ကျွန်တော်ကိုယူမလားဆိုလို့ရှိရင်ကျွန်တော်ဟာအယူခံရတဲ့သူမို့လို့အောင်ဆိုတဲ့ယူရဆိုတဲ့ကရိယာနာမှာရှိရမလားအရှိမရှိရမလား နောက်မှရှိရမှာ အောင်ပြီဆိုလို့ရှိရင်မလားဆိုတာဗာလဲ ဒါ မလားဆိုတဲ့မြေခေါင်းကဗာလဲ မိုင်းအောင်ဖိမိုင်း စားကျွန်တော်တို့လုံနဲ့သုံးချင်တယ်ဆိုလို့ရှိရင်ရော မိုင်းจะเอาอีမိုင်းအောင်ဖိလော နော်ခက်ကြီးလားဝေချတာခုပြလို့ခက်ကြီးနေ ဟော ခက်ကြီးဘူးအဲ့ဒါပဲကြောင်အောင်ပြီလားမေကုန်းပြောင်းမေးမှာလားဘာလုံးပါလဲစိတ်တာလုံးလို့ရတယ်ကိုလည်းဖြစ်မှာရှိတယ်လားစိတ်တာလုံးလို့ရတယ်နောက်တစ်လုံးချင်းမယ်နောက်တစ်လုံးမိုးဝေတယ်မိုးဝေတယ်ဒီအဲ့တော့မိုးဝေပြီးပြီလားမိုးဝေပြီးပြီလားဆိုမိုးဟာနိုင်စားတွေ့လား ขนม ဝေတာကကရိယာဆိုလို့ရှိရင် ขนม မုံကနိုင်စားဘလို့မုံဆိုတာကဘာလဲ ခဏလေးအောင်လို့ ခနုံကဘာဖြစ်မှာလဲအဝေခံမလားဝေမလား အဲ့ဒါဝေခံမှာ အဝေခံတာတော့ဆိုတယ်သူဆိုတယ် သူขนมหรือยัง နားလေးပြပြလိုက်မယ်နော်နားလေးပြပြလိုက်နော်နားလေးပြပြလိုက်စ ขนม နားနော်စအတန်ပြပြလိုက်နော်စနောက်မှာခနုံလာတယ်ဘာဖြစ်လို့ဆိုလို့ရှိရင်အပြုခံနန်စားမို့လို့ကရိယာရဲ့နောက်မှာထေလို့ခေါ်တယ်စခနုံစလေးရဆိုမှားတယ်နားလေသွားလိမ့်မယ်အဲ့ဒါကြောင့်စခနုံလေးရပဲပြောရမှာနော်စခနုံနောက်ကလေးရရိယံအဲ့ဒီရိယံကိုမမေ့ချင်ဘူးဆိုလို့ရှိရင်ရိယံနဲ့မသုံးချင်ဘူးဆိုလို့ရှိရင်ရိယံအစားလောသုံးမယ်အဲ့တော့ PC ကြောင်းကိုမေ့ထလာဖြစ်တဲ့အတွက်လောသုံးဖို့အတွက်ပါလို့မလဲဆိုလို့ရှိရင်လဲအောင်လုပ်မယ်စ ဒီခဏလေး သူလဲခဏကျွန်တော်မရဘူးနော်စခနုံဘာဖြစ်လို့ဆိုလို့ရှိရင်လဲအောင်ပြီး ขนมแล้ว ခဏထိပြရတယ်ဆိုတော့စခနုံแล้ว တော့လို့ လောစခနုံแล้วလောအဲ့လိုဖြစ်သွားတယ်တဲ့မင်းဒုတိယတစ်ကြောင်းလေးဖြည့်ကြည့်လိုက်ကြတော့ပေါ့နော်သူတို့မဖြစ်တော့ဘူးအကိုကိုပေးမလို့လားတဲ့အကိုကိုပေးမလို့လားအကိုဆိုတာအပေးခံရတာအကိုကိုပေးတာလေဆိုတော့ พี่ให้ ပေးဆိုတာခိုင်ရနာကအကူလာမှာခိုင်ဖြီးဆိုတော့မလို့လားဆိုတာဗာလဲ တူပါ ခိုင်ဖြီးလူပါ รู้เปล่า နာကိုတီးဖို့တဲ့ကျွန်တော်တို့6မီလုံးထဲမှာနေဖို့မလို့9နေလုံးထဲမှာနေဖို့မလို့သူနေပြည့်စက်လည်းမလို့6လနဲ့လည်းရတယ်9ရက်တစ်ပတ်နဲ့လည်းရတယ်ဒီလိုကိုကြိုးစားဖို့ပဲလို့လေနော်โอเคလားတပုတ်ကြလား ဟောချပါတယ် โอเคနော်โอเคဒီကပြည့်ရဆိုတော့မရှိတော့ဘူးနော်ဆက်သွားမယ်ဆိုလို့ရှိရင်နံပါတ်4မှာဗာလဲအပြုတ်ခံနိုင်စားနှစ်ခုပါရင်ဒဲရဲအပြုတ်ခံအရင်ထည့်ရပြီးတော့ဟုတ်တယ်နံပါတ်4ရောက်ပြီကြော်ရတာမကြော်ပါဘူးဟုတ်တယ်နော်နံပါတ်4မှာဗာလဲအပြုတ်ခံနိုင်စားနှစ်ခါပါလာလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့ subject bar do and do ဆိုတဲ့ဟာနဲ့လာတော့မှာဆိုတော့ကျွန်တော်တို့ခေါင်းတွေရှောက်သွားမှာဆိုတော့အခုနာကဟာကိုတစ်ခါလောက် stop လုပ်လိုက်တယ်အဲ့တော့ခေါင်းထဲမှာပြန်ပြီးနေအောင်ကြည့်လိုက်ခုနက subject နဲ့ bar နဲ့ object ပေါ့နော် subject နဲ့ object နဲ့အပြုတ်နဲ့အပြုတ်ခံသုံးတာကိုတစ်ခါလောက်စဉ်းစားကြည့်လိုက်အစီပဲခေါင်းထဲမှာတွေ့ထဲမှာတက်တော့လေအဲ့တော့မတော်ဘူးဆက်တော့ရှောက်သွားမှာဆိုရှင်းလို့မရအောင်နော်ရှင်းလို့မရအောင် เดี๋ยวคนนั้นก่อนสักคนก็อยู่ด้วย ဟုတ်ကျွန်တော်ယူရပြီကတော့ခဏ တူရလို့ရှေ့ကိုပြန် လောက်ပြင်မယ်အခုနဟာတွေစကင်ရှုပ်မယူခဲ့ရဘူးလားโอเค တူရပြီလား ကြောက်ကြပြီးတော့လောက်တာဒါစကင်ရှုပ်ယူခဲ့တယ်โอเคဘယ်နာကစားခဲ့လဲဆိုတော့
စားခဲ့တယ်ဒီနေ့စားခဲ့ဟောစတင်ယူပါပြီးလို့ရှိရင်ဒီမျက်နှာပါအဲ့တော့သင်္ကန်းတာရှားပြလဲလို့ရှိရင်သင်္ကန်းမတက်မှမကြောက်မကြောက်ပါဘူးသင်္ကန်းတာရှားပြလဲလို့မကြိတ်လို့မတက်ရင်ဘာလို့ကြောက်မှာလဲမကြိတ်မတက်မလို့လေနော်တဘိုးကြတယ်လို့ချင်းတယ်ဒီအနေထားကားမှမရှိသေးဘူးဆိုလို့ရှိရင်လာတက်ကျွန်တော်ကောင်းဆုံးဖန်တီးပေးမယ်ဒီလိုငါဒါလေးတက်နေပြီဆိုလို့ရှိရင်အဲ့ဒီလိုကျွန်တော်ဘာလို့တင်နေမှာတော့မတင်ဘူးလေတင်ကြမှာမလို့လားမယူမကြောက်ဘူးကျွန်တော်မကြောက်ဘူးနော်သင်္ကန်းတာတွေပြလဲလို့တဲတော့မှမကြောက်ဘူးကျွန်တော်ကွန်မန့်ဖြစ်တာဆိုတော့ကိုရောက်ဒါလေးယူမယ်နော်Okay တဲ့ okay တဲ့ဘာ object နော် subject ဘာ object ဟုတ်တယ် object ဘာဖြစ်နေမှာလဲကဲနောက်တစ်ခုလာမယ်နောက်တစ်ခုဒီနေရာမှာဘာနဲ့ object နဲ့မှားတယ်နော်ဘာ object နော် okay ဆက်တော့မယ်နော်အဲ့ဆိုလို့ရှိရင်ဆက်တော့ဘာရှိမလဲဆိုတော့ဆက်တော့ရင်ဘကိုးရမယ်အဲ့လိုလားဆက်တော့ရင်ဘကိုးရမှာလားနင်းလေးတော့ကြနော်နင်းလေးတော့ကြကိုအောင်တော့တယ်မှာနော်တော့မကြည့်ကြနဲ့တလားဆိုတော့နံပါတ်၄ကအပြုတ်ခံတဲ့2နေရာပါလာတဲ့အခါသုံးတာပေါ့နော်2နေရာပါလာတဲ့အခါဒီမှာဆိုလို့ရှိရင်ကျွန်တော်အမားကိုမုန်းပေးတယ်ကျွန်တော်အမားကိုမုန်းပေးတယ်ဆိုတော့ကျွန်တော်ဟာလေးပဲနန်စားပြီးလို့ရှိရင်အမားဟာလေးပဲနန်စားမုန်းဟာလေးပဲနန်စားကရိယာဘယ်နှလုံးပါလဲဆိုလို့ရှိရင်တစ်လုံးပဲပါတယ်ကရိယာဒုက္ခအဲ့ခါကျလို့ရှိရင်ဘယ်လိုပြောမလဲဆိုတော့တိရှာလေးလိမ့်မှမယ်နော်ကျွန်တော်အားလုံးအတန်ပေးပေးရစေနော်နားထောင်နေတဲ့အခါနားလေးပြင်မယ် recording ပြင်တဲ့အခါစူးညံနေမှာဆိုတော့အတန်လေးခဏပိတ်ထားပေးမယ်နော် okay ဆိုတော့ဒီမှာပြရတာကအတူကလည်းပြရတာက subject ပါ do and do ပြရတာ subject ဆိုတာပြုလို့သူနန်စာကရိယာဆိုတာဘာဆိုတာကရိယာ do ဆိုတာက direct object တည်းခံရတဲ့သူ indirect object and do ဆိုတာ indirect object အစင်းခံရတဲ့သူဆိုတော့အစင်းခံတဲ့တည်းကိုဘယ်လိုခွဲမလဲဆိုတာကျွန်တော်ခွဲပြမှာဖြစ်တဲ့အတွက်ခွဲပြမှာနော်ခွဲပြမှာမဟုတ်ဘူးဆိုတော့မြန်မာစကားတိတ်မပြီးဘူးတလားကျွန်တော်ရခိုင်တိုင်းသားတယောက်ဆိုလို့လေနည်းနည်းကြောက်တယ်မှားပါမှာတလားခွဲတာနဲ့မှားပါကြောက်တယ်ဆိုတော့ကျွန်တော်အမားကိုမုန်းပေးဆိုတဲ့စကားကိုစာအုပ်လေးမှာရှာရေးလိုက်ကြပါခင်ဗျာစာအုပ်လေးမှာရှာရေးလိုက်ကြတယ်နော်စာအုပ်လေးမှာရှာရေးလိုက်ကြကျွန်တော်အမားကိုမုန်းပေးမယ်မုန်းပေးတဲ့မစားကြနဲ့နော်လိန်နာအဲ့ဒါချစ်လို့စားကျွန်တော်အမားကိုမုန်းပေးမယ်ဆိုလို့ရှိရင်ရှာရေးလိုက်ကြပြီလားပြီးလို့ရှိရင်အပေါ်ကနေ subject ဘာ do and do လေးကိုပဲယူလိုက်ပါရှာရေးလိုက်ပါ subject ပလာဘာပလာ do ပလာ and do ဆိုပြီးယူလိုက်နော်လိုက်ကနေကျင်းနေတာဟုတ်ကြည့်မော okay ပြီးသွားပြီဆိုလို့ရှိရင်အလုံးလုံးကြမယ်အလုံးလုံးကြည့်ကြမယ်ကျွန်တော်လက်တွေ့လို့ကြည့်ကြမယ်နော်စာအုပ်ထဲမှာခြံထားခဲ့မှာမဟုတ်ဆိုတော့ဘာလုပ်မလဲဆိုလို့ရှိရင်ခုနကဟာမှာကျွန်တော်အမားကိုမုန်းပေးမယ်ဆိုတဲ့စကားကိုကျွန်တော်ဘသူ့ကိုအင်ပြမယ်ဆိုလို့ရှိရင်ကျွန်တော်ဟာပေးတဲ့သူအဲ့ဒီမှာတွေ့လားကျွန်တော်အမားကိုမုန်းပေးတယ်ကျွန်တော်ဟာပေးတဲ့သူ subject ဆိုတာအာရုံရဲ့အရှိမနေတယ် okay သွားပြီဆိုတော့အမားကိုမုန်းပေးတယ်ဆိုတာအမားနဲ့မုန်းတဲ့ဘသူ့ကိုအရင်တရားမှာလဲကျွန်တော်ပြဿနာတက်တာပေါ့နော်တခါတလေထိတာမှန်သွားတယ်တခါတလေထိတာမှားသွားတယ်မှားတာကိုလည်းကိုမသိဘူးမှန်တယ်လည်းကိုမသိဘူးဘယ်ကောင်အမှန်ဆိုတာကိုမသိဘူးဒီနေ့ကစပြီးတော့သိခွင့်ရမှာဆိုတော့တေချာလေးနားထောင်မယ်ကျွန်တော်အမားကိုမုန်းပေးတယ်ဆိုတဲ့ကမှာကျွန်တော်က subject မလို့ရှေ့ကထိလိုက်ပြီဆိုတဲ့အခါကျတော့နောက်က object နှလုံးပါလာတယ်မုန်းနဲ့အမားနဲ့မုန်းလေးအပိတ်ခံရတယ်အမားလေးအပိတ်ခံရတယ်အပိတ်ခံရတဲ့နှလုံးပေါင်းလိုက်တဲ့အခါဘာပြောလဲဆိုလို့ရှိရင်အပြုတ်ခံတဲ့နှလုံးပါတဲ့အခါဒါရေးအပြုတ်ခံတဲ့သူနဲ့အဆင့်ခံအပြုတ်ခံတဲ့သူကြည့်တယ်ဆိုတော့ကျွန်တော်အမားကိုမုန်းပေးဖို့တဲ့ကျွန်တော်လက်ထက်မှာဘာရှိနေဖို့လို့လဲမောင်းရှိနေလို့မောင်းပြောင်းလို့လက်တွေ့တော့ကျွန်တော်စာအုပ်ထဲမှာခြံထားခဲ့မှာမဟုတ်ဘူးလက်တွေ့တော့ကျွန်တော်လက်ထက်မှာမုန်းရှိတယ်ဒါမှငါ့ကိုပေးလို့ရမှာဆိုကျွန်တော်ဘယ်သူ့ကိုအရင်တော့ထိလဲ subject ကဘယ်သူ့အရင်တော့ထိမဟုတ်ဘူးရင်သွားထိတယ်subject ကမုန်းကိုအရင်သွားထိတယ်အဲ့ဒါကို direct object လို့ခေါ်တယ်ခံရမုန်းမှာအပိရှိ direct ခံရအဲ့တော့မုန်းကိုအရင်ထိတယ်ဆိုလို့ရှိရင်မုန်းကိုမထိခင်မှာ subject နောက်မှာ hi ဆိုတဲ့ကလေးရလာhi ခနုံခဏဖေးဟို hi ခနုံပြီးတော့
အမားလေးအပိခံရတာဒါပေမဲ့သူကတဆင့်ခံပဲခံရတာမုံအရင်ကြည့်တာမလို့ subject လုပ်တဲ့သူကမုံကြည့်တာမလို့မုံအရင်ကြည့်ရတယ်ပြီးမှအားဖြစ်တဲ့သူက indirect object လို့နောက်ကကြည့်လိုက်ผมให้ขนมพี่ครับအဲ့ဒါကိုကျွန်တော်ဖုန်းပြီးခဏဆိုမှားပြီနားလည်းဆိုထိုင်နားလေးတယ်ဒါပေမဲ့ကျွန်တော်မှားသွားတယ်အဲ့တော့နားလေးတလောက်နေသွားနေလို့ကျွန်တော်တို့ခရီးမရောက်ဘူးနားလေနော်ခရီးမရောက်ဘူးအဲ့တော့ผมให้พี่ขนมผมให้ขนมพี่แล้วဒီဝဲကြမှာပြီးသွားလိမ့်ကွာကိုထည့်လိုက်မယ်နော်ရှင်းနော်ဒါရဲ object နဲ့ indirect object ကိုအဲ့လိုလက်တွေ့နဲ့ခွဲသွားတာဒီလားနောက်တစ်လုံးပြချင်းမယ်တခြားကြည့်ကြနော်အဲ့တော့ကျွန်တော်သင်တန်းဘတ်ဘယ်လိုသင်နေဆိုတာတခြားကြည့်ကြနော်ဆက်တော့မယ်နံပါတ် B မှာကျွန်တော်အကိုကိုမုံဝေပေးပြီးပြီကျွန်တော်အကိုကိုမုံဝေပေးပြီးပြီကြည့်လိုက်ကျွန်တော်အကိုပါတယ်မုံပါတယ်သုံးလုံးပါတယ်အတူတူပဲဆိုတော့ဒီနေရာမှာကျွန်တော်အကိုကိုမုံဝေပေးတယ်ဆိုတာဒီတဲမှာပဲကျွန်တော်ဟာတရားရောက်ကိုမုံဝေပေးဖို့ဆိုလို့ရှိရင်မုံအရင်တော့ဝေရမှာပြီးမှအကိုကိုပေးရမှာဟုတ်တယ်ဟောဆိုတော့ကျွန်တော်ကတော့ရှင်းမှရှိမယ်ပြီးရင်မုံလာမယ်ပြီးမှအကိုလာမယ်ဒါပေမဲ့ဒီထဲမှာဘာပါမလဲဆိုလို့ရှိရင်ကရိယာတွေပါအောင်ကရိယာတွေပါမယ်ဆိုတော့ကျွန်တော်ဟာမုံကိုအရင်တော့ထိရတာမလို့မုံဟာဘာလို့ရှင်းခံရတာလဲဝယ်ချင်းခဲ့ဝဲခံရတာပါဘူးလို့ဒါကြောင့်မလို့ကျွန်တော်တို့လုံးတဲ့ခါမှာပုံလို့နန်စားပြီးတာ ਨੇ အဲ့ဒီနန်စားဟာမုံကိုမထိခင်မှာဝေချင်းခံရတာမလို့ဝေတယ်ဆိုတဲ့စကားလုံးပုံစုအတန်ထက်လေးလိုအပ်ချက်ရှိနေမယ်နော်ဒါပေမဲ့အဲ့ဒါကိုနားထားလိုက်ကြမယ်ကျွန်တော်အတန်ထက်တင်တာမဟုတ်ဘူးကျွန်တော်ဒီတန်းမှာသိလားဆိုတော့ပုံစုနောက်မှာအဝေးခနုံပုံစုခနုံပုံမယ်ပြီးဒုတိယ indirect object ဖြစ်တဲ့အမားကိုထိဖို့တဲ့ပါလို့လဲဆိုလို့ရှိရင်အကိုကိုထိလို့ရှိရင်အကိုဟာဘာလို့ပြင်ထိုင်လာတဲ့နေရာမှာပေးချင်းခဲ့ပြီးခါတာဒီစပိုင်းတော့မှရှင်းပေးရတယ်အဆိုးဆိုးဒုက္ခကြသူ့မှာတလုံးလေးမလို့ခက်ချိလိုက်တာဒီနေရာမှာကြတော့သူ့ရဲ့ပေးတဲ့ဆိုတဲ့စကားလာသူရဲ့အပြုတ်ခံရတဲ့ကရိယာလာဟိုင်းပြီးခါပုံပြီးရလားซื้อสิ่งที่ပြီးပြီဆိုတာဗာလဲแล้วဒီရင်တယ်တော့မဟုတ်အပြုတ်ခံတဲ့နောက်ပိုင်းအပြုတ်ခံတဲ့နောက်ပို့ရလို့ပြောတယ်ဆိုအပြုတ်ခံတဲ့နောက်ပို့လိုက်တယ်ပုံပြီးပုံစံแล้วပုံစံกันได้พี่แล้วค่ะပြီးတော့ပုံคือกันได้พี่แล้วဒါကိုကျွန်တော်တို့ဒီလိုမသိဘူးဆိုလို့ရှိရင်ဖုံတို့တိလေးတွေရှိတာဖြစ်တယ်ဖုံစုဟဲခနုံဖေးလေးပြောချင်ပြောမယ်ဖုံဖေးစုခနုံဟဲလေးပြောချင်ပြောမယ်ပြောကြမှာပဲဟိုစူးစမ်းပြီးပြောကြမှာပဲပြောချင်တယ်လို့ပြောအတူတူနဲ့တစ်ချက်ကတော့နားတယ်သိလားကျွန်တော်တို့ချင်းတယ်လို့ပြောအတူတူနဲ့တစ်ချက်ကโอเคတယ်ဘယ်နဲ့မှပတ်သက်တယ်လဲအင်ပြင်ထွက်တာပတ်သက်တယ်ပြီတစ်ချက်အင်ကိုအပြင်ထွက်တာပတ်သက်တယ်ပြီစက်ရုံကအပြင်ရောက်တာပတ်သက်တယ်ပြီဟောမဟုတ်ညင်းလို့မရဘူးသိလားကျုံရလားအင်္ဂါတတိနာโอเคနဲ့ခါโอเคနဲ့ဒါပေမဲ့လန့်လေးတရောသွားပြီတခြားသူနဲ့တွေ့လာတော့သွားပြီလားငါးပါးမောက်ပြီငါးပါးမမောက်ဖို့တဲ့ဒီအခုနကဟာတွေကိုသိဖို့လိုတယ်နော်ဝါရခက်ခက်ခဲဒါပေမဲ့နေလရှိမခက်ဘူးနေလနေတော့နော်နောက်တစ်လုံးကြည့်လိုက်တဲ့အခါလေကျွန်တော်ဗာလဲအကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားဒါနဲ့အကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားရှားကြည့်လိုက်အကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားပြီးထည့်ကြည့်ကြအကိုကျွန်တော်ကိုပတ်စံပေးပြီးလားရှားရည်လည်းပြီးထည့်ကြည့်ကြဘာဖြစ်လို့မှားထိုင်စကားနော်ကျွန်တော်ထိုင်စကားကိုတော့မသိခဲ့ရဘူးဒါပေမဲ့အင်္ဂလိပ်စကားကိုအများအပြားသိခဲ့ကြရတယ်ဒီလိုပဲတရားအနေအားထဲမှာတော့မဟုတ်ဘူးနော်နိုင်စားသိပြီးမှဒီလိုပဲကျွန်တော်အမကိုပတ်စံပေးပြီးပြီလားခုနကပါလဲကျွန်တော်အကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားဟောအကျွတ်ရှိတဲ့နော်အကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားအကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားအကျွတ်ရှင်နော်မနေ့ကဟိုပြင်လိုက်တယ်ခါသားပို့ဟောအခုတော့တော့ရောက်နေရှိမှာနော်အရင်ဆုံးဖုန်းကိုပေးတဲ့သူအရင်ကျေးဇူးတင်တယ်တဲ့ဟိုပတ်စံပေးရဝရှိတဲ့အမကြီးဖုန်းကိုလာလို့တဲ့အဲ့လိုမျိုးပေါ့နော်ဆိုတော့အခုဒါဝကြပါလဲအကိုကျွန်တော်ကိုပတ်စံပေးပြီးပြီလားအဲ့ဒါကိုပြောကြည့်ကြမယ်အကိုဆိုတာဘာလို့တဲ့သူတွေဒီဝဲချက်မှာပြုလုပ်တဲ့ပြုလုပ်အကျက်ကျုပ်သူလို့ခေါ်တယ်ဆိုတော့ပတ်စံမှာအပိတ်ခံရတာကျွန်တော်ဟာလေအပိတ်ခံဆိုတော့ object နှလုံးရှိတယ်ဘယ်လိုပြောမလဲ P
hai 在 con tặng nè mà tụi này nó khi hai tặng hồn ผง แล้ว เทียม biết à 大红 เทียม hai tặng hồn lý à à cô cho nó một percent baby mình mà bây giờ nó gì có đồ này cho nó đi đó lý nhà đang bảo là nó đang khắpอะไรล่ะลียานะป่าละมั้งยังครับสุดพินเสียอาจารย์นี่จะไปทานเนาะลียานะป่าละมั้งloยังครับสุดพินပြီးသွားပြီအဲ့လိုဆိုတော့စိုးစိုးကသင်ခဲ့တဲ့အဲ့ဒီရန်ခါတော့မဲခါတော့ဟာဒီနောက်မှာအသုံးဝင်လားမဝင်လားဒါပဲစားမင်းစားကနေပြီးစားလာတာဆုံးတဲ့ဒီအသုံးဝင်ဒီလားမရှိ ဟုတ် နော် ကဲ့ ရှင်းစက်မယ်ပြင်းနေကြပြီလားမပြင်းနဲ့နော်ပြင်းနေကြရင်တော့တချင်းပြီးပြီလားစကင်ရွှေရေးလိုက်ကြနော်အဲ့ဒီကိုကျွန်တော်မရေးတော့ကိုယ့်အကိုရေးလိုက်ကြပြီးဟိုက်တန်ပုံလေးရန်ခါပြီးတော့โอเคဆက်ဖြစ်မလို့ကြည့်လိုက်ကြမယ်indirect speed ရောက်သွားပြီပြီးခါနေပြီနော်နောက်ဆုံးလေးရောက်လာပြီဆိုတော့ခုနနန်ဆက်တွေပြီးသွားပြီ